negotiate လုပ်တယ်ဆိုတာကတော့ကိုဘယ်အနေထားကိုရောက်ရှိနေပြီလဲဆိုတဲ့အပေါ်မှာမြင်ကြည့်ပါတယ်ကိုအိမ်မှာပတ်စံ30ပဲရှိတဲ့အချိန်ကဈေးကိုတော့ရင်ကိုက30တန်ဝယ်ဖို့ပဲစဉ်းစားရတာ1000နဲ့တရက်ရှိပြီဆိုရင်တော့1000နဲ့အတွက်သူပြောမှာပဲကျွန်တော်တို့ကဒီအာရခဒေတာအတွက်တော့စဉ်းစားတာမှန်ပါတယ်ကျွန်တော်အရင်လည်းပြောခုပါတယ်ကျွန်တော်တို့ကရခိုင်မျိုးသားရေးဝါဒမှန်ပါတယ်သို့တော့ဒီမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံလွတ်မြောက်ရေးဆိုတဲ့ဟာကိုစဉ်းစားလို့မရဘူးဒီကိစ္စတွေကကျွန်တော်တို့လူမျိုးကြီးလို့စစ်တပ်အကြီးကြီးဖွဲ့နိုင်တဲ့လူကပဲအကုန်လုံးယူနေဆိုရင်ဒါဆိုရင်လူမျိုးသေးလူမျိုးနဲတယ်အင်အားမရှိတဲ့လူဆိုရင်မရဘူးလားဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကအစပေါ့လေနော်စဉ်းစားရမှာဒါကြောင့်တစ်ဖက်ကတော့ကိုအာရခဒေတာအတွက်ကကျွန်တော်တို့သမိုင်းအတွက်လုပ်စရာရှိတာကိုတော့ကျွန်တော်တို့လုပ်နေကြပြီတပြိုင်တည်းမှာစဉ်းစားစရာတွေလည်းအများကြီးရှိတယ်မြန်မာနိုင်ငံတယံဇာတတွေဖြစ်ဖြစ်အနာဂတ်ကုန်သွယ်ရေးဆိုင်ရာစီမံချက်တွေဖြစ်ဖြစ်လုံးတဲ့အချိန်မှာကိုယ်နိုင်ငံကစီးလုံးလုံးမရှိဘူးစစ်ဖြစ်နေတော့စာကာမဆိုရင်လည်းပဲစစ်ဖြစ်လာတဲ့အချိန်မှာသူတရုတ်ကိုပြေးပြီးမှစီမံကိန်းတွေကိုအသက်သွင်းခိုင်းတာအသွင်တွေမှာအဲ့ဒီစီမံကိန်းတွေကိုအကာအကွယ်ယူပြီးသူ့ရဲ့မဟာဗျူဟာမြောက်လေကတိအဖြစ်အသုံးချတာပေါ့ဒါကသူ့ဖက်မှသူကစားလို့ရတဲ့ဟာသူကစားမှာပဲကိုယ့်ဖက်ကကြတော့အဲ့လိုမျိုးကစားဖို့အတွက် leverage ကလက်ထဲမှာမရှိဘူးဒီဟာတွေကြောင့်ကျွန်တော်တို့မှာဒီဟာတွေကို counter ဘယ်လိုလုပ်ရမလဲဒီသူ့ရဲ့နိုင်ဖဲတွေကိုလက်ထဲရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေလည်းတေချာနင်းလက်ရှာဖို့တော့လိုပါတယ်အဲ့တော့2029 phase 1 phase 2မှာပေါ့နော်3 brotherhood ပေါ့ညီတော်3ပေါ့MNDAA TNLA နဲ့ AA ပေါ့နော်အဲ့ဒီ coalition ကရောသူတို့ unity ရောအခုအချိန်မှာဘယ်လိုရှိတယ်လဲကျွန်တော်တို့မူဝါဒအရရောစီစီလုံးလုံးရှိပါတယ်တချို့လုတ်ပုံလုတ်နေကြတော့နည်းနည်းအရင်နဲ့မတူတဲ့အခြေအနေတော့ရှိတာပေါ့ MNDAA သူ့ရဲ့ထိန်းချုပ်နေနဲ့အင်းနီချင်းဆက်ဆံရေးအခြေအနေဒီ TNLA ဆိုရင်လည်းပဲသူ့ရဲ့ဒီနေမီတွေရလာတဲ့အချိန်မှာအင်းနီချင်းအခြေအနေရန်သူဖိအားအခြေအနေဒါပေမဲ့ကျွန်တော်တို့အချင်းချင်းကြားမှာတော့အမြင်ရှင်းရှင်းနဲ့ဆက်လက်ပြီးလုံနိုင်တဲ့ဟာတွေပူးပေါင်းဆောင်ရွက်ပြီးရှိနေတော့ပါ